ကျွန်တော်အခုရပိုင်းစိတ်နီးကောက်မဝင်ပြတာเนาะတော်တော်ကြာသွားပြီကျွန်တော်လည်းမအားဘူးဗျเนาะဒီရပိုင်းနေမှာအဲ့တော့ဒီနေ့ကျွန်တော်ခေါင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာရှင်တွေအတွက်ပေါ့เนาะယူပြစ်တယ်လို့ပျောက်စီမဲ့အမြင့်ပြက်စီမဲ့စိတ်နီးပေါ့เนาะကျွန်တော်တင်ပေးမယ်အဲ့တော့ဒီကောင်မတော်တေချာဂယူးဆိုင်ပြီးနားထောင်ပေးပါဒီဗီဒီရဲ့အဆုံးမှာဒီဆေးပင်ရဲ့ပုံစံမှာကျွန်တော်ပြပေးမယ်ပေါ့เนาะတေးသေးလေးထောက်လို့ရှိရင်မရှင်းပါဆိုတော့ကျွန်တော်မျက်နှာအုပ်ပြီးတော့ခင်ဗျားတို့ပြပေးမယ်โอเคနံပါတ်1စိတ်နဲ့ပတ်သက်ပြီးကျွန်တော်ပြမယ်ဒီခေါင်းချမ်းကြိုက်တဲ့ဝေဒနာရှင်တွေအတွက်ကိုကျွန်တော်ဇက်ဇက်ကီ5မှာတော့ကျွန်တော်အတော်တယောက်ကကျွန်တော်အဲ့လိုမေးတယ်ပေါ့နော်ခေါင်းချမ်းကြိုက်တယ်ပေါ့အဲ့ဒါကျွန်တော်သူကမလေးမစားမေးလို့ကျွန်တော်ကသူကျွန်တော်ရဲ့ကောင်းမှာလာရေးဆိုပြီးကျွန်တော်ပြောလိုက်တယ်ကောင်းမှာသူလာရေးတောင်းဆိုတော့ကျွန်တော်ပြန်ပေးလိုက်တယ်ပထမပိုင်းမှာသူခေါင်းချမ်းကြိုက်တယ်အဲ့ဆေးကိုလှုပ်ရင်းနဲ့တကောင်းလုံးကြိုက်တယ်နောက်တော့ယူပစ်တယ်လို့ပျောက်သွားတယ်20ကျော်လောက်ကြိုက်နေတဲ့ခေါင်းကအခုလုံးဝပြန်မဖြစ်တော့အဲ့ဒါဘာစေးနီးလဲဆိုတော့ကျွန်တော်မင်းပေါ်ပင်လို့လဲခေါ်တယ်ဗျနောက်ကလားကွန်းသီးပင်လို့လဲခေါ်တယ်အဲ့ဒီပင်ကတီးတယ်အတီးပေါ့ဥပမာပြောရရင်မင်းပေါ်သီးကလားကွန်းသီးသူကဘာနဲ့တူလဲဆိုတော့သူ့ရဲ့အရွက်ကတော့ဝါရွက်နဲ့တူတယ်ဗျအပင်ကတော့ကျွန်တော်တို့ကွန်းသီးပင်ပုံစံမျိုးဒါပေမဲ့ကွန်းသီးပင်လောက်သူကမမြင့်ဘူးဗျအတီးတီးတာကတော့ကွန်းသီးပင်လို့ပြစ်ခဲနေအောင်တီးတာကွန်းသီးကအလုံးကြီးတယ်သူကတော့အလုံးသေးတယ်တီးသေးလေးတွေပေါ့ဗျာအဲ့သူကလားကွန်းသီးလို့လည်းခေါ်တယ်မင်းပေါ်သီးလို့လည်းခေါ်တယ်ဘယ်လိုလောက်ကမလဲဆိုလို့ရှိရင်အဲ့ဒီအသီးကိုကျွန်တော်တို့ကအချောက်ကိုမှဲ့နေအချောက်ကိုယူရမယ်မှဲ့ပြီဆိုလို့ရှိရင်သူ့ခူးလိုက်နေကြောက်လှမ်းလိုက်အပေါ်အခွန်လေးကိုခွာလိုက်အခွန်ကပါလေးပဲခွာလို့ရလက်သေးလေးနဲ့ဖဲခွာရင်တော့ရတယ်ရလာတဲ့အသီးကိုကျွန်တော်ကငရုတ်စုံနဲ့ထည့်ပြီးတော့ထောင်းအောင်တတ်နိုင်သမျှပေါ့ညက်ကြေဝအောင်ထောင်းမယ်ထောင်းပြီးတော့အကောင်းဆုံးကတော့တန်လွင်စီပေါ့တန်လွင်စီမှမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့အုံးစီပေါ့အုံးစီစစ်ပေါ့ဗျာခင်ဗျားတို့ကျွန်တော်တို့ ready made ဝယ်တဲ့အုံးစီတော့မရအောင်သူကတော့ကြာရှည်ကံပစ္စည်းစီကြီးစော်မနံအောင်ဆိုပြီးတော့ဆေးဝါးတွေနဲ့ထိမ့်သိမ်းထားတဲ့ပုံမှာအဲ့ဒီဆေးဝါးတွေကြောင့်ဆေးအာနိသင်ရှိမှာမဟုတ်အုံးစီစစ်တကယ်အုံးသီးကိုကြိတ်ထားတဲ့အုံးစီစစ်ရတယ်တန်လွင်စီရတယ်အဲ့ဒါတော့စိန်ထားပြီးတော့ဥကောင်းကိုအနည်းဆုံးတစ်နေ့ကို2ကြိမ်လိမ့်ရမယ်ဗျအဓိကကတော့ဒီဥရည်ပြားကိုဖျဲပြီးတော့ဗောနော်ဥယျာဉ်ပြားကိုဖျဲပြီးတော့ဒီအထဲထဲကိုပေါ့နော်ထိအောင်လိမ့်ပေးရမယ်ဗျနော်အဲ့တော့ကိုဘလို့ကြိုက်တယ်ဘယ်နာကြိုက်တယ်ကြိုက်ရင်တကောင်းလုံးလိမ့်ပေးမယ်အဲ့တော့ तू ကဒီတချမ်းကြိုက်ရာနေပြီးတော့စလိမ့်ကစား3-4ရက်ကြာလို့ရှိရင်တကောင်းလုံးကြိုက်လာမယ်ဗျနော်အဲ့တကောင်းလုံးကြိုက်လာပြီလို့ရှိရင်ဒီတပတ်10ရက်လောက်လိမ့်ပြီဆိုလို့ရှိရင်ယူပစ်တယ်လို့ပျောက်သွားမယ်နောက်ဘယ်တော့မှပြန်မကြိုက်တော့နော်အင်ရှာအလ္လာဟ်တာလာအလ္လာဟ်ရှင်မြတ်အကျေးဇူးတော်နဲ့ဒီဆေးကတကယ်လဲအစွမ်းထပ်ပါတယ်ဗျနော်โอเคညီကိုရဲ့အမေအဆင်ပြေပါစေဗျာเนาะကျန်တဲ့သူတွေလည်းအခုကျွန်တော်ဒီစေ့ဖွင့်ပေးထားရယ်เนาะ